ဒီနေ့ချက်ပြမှာတော့အမေသားနတ်ဖြစ်ပါတယ်ရှမ်းပြည်နယ်စတိုင်မှာချက်သွန်နီချက်သွန်ဖြူတံပရာတီဂျင်းငရုတ်ကောင်ငရုတ်ပွားမုံစာငံပြရေမပါဘူးအချုံမုံမပါဘူးကြိုက်တယ်ဆိုရင်တော့ထဲပေါ့နော်ကိုတော့ရိုးရိုးရှင်းရှင်းပဲထည့်ပါတယ်ပြီးရင်စီနည်းနည်းထည့်တယ်ပြီးရင်အဲ့ဒီထွက်လာတဲ့အရေကိုခန်းတဲ့အထိတည်ထားနေပေးလိုက်တယ်နေလိုက်တယ်မဟုတ်ပါဘူး။အော်ပြီးတော့ဟို curry powder ထည့်တယ်အဲ့ဒီအဝါရောင်က curry powder တမအောင်မွေပေးလိုက်တယ်တည်ထားလိုက်တယ်တနိုင်လောက်တော့ကြာတယ်မီအေးလေးနဲ့တည်ထားလိုက်တယ်ပြီးရင်နွေးတည်ထားလိုက်တယ်တကယ်လို့အရေခံသွားပြီဆိုရင်ရင်နွေးနဲ့ထည့်လိုက်တယ်တနိုင်လဲကြာရောအရေလဲခံသွားပေါ့အဲ့လိုမျိုးအဲ့လောက်ထိတည်နေတဲ့အချိန်မှာအပြင်မှာခဏကလေးနဲ့ထွက်ဆော့ပေးတယ်ဟိုမြတ်တွေပါလေနှုတ်တယ်ရတီဥတူရောတာရတယ်ဒီနေ့တာမီနီအပါမလို့ဆရာမရှိဘူးဆိုတော့နေတိုင်းဒီလိုပဲသူကြောင်းတော့ရက်တွေတော့မလို့ဖြစ်ဘူးတော့ကြအေးလိုက်ပူလိုက်ပဲရဒီလိုသူကတော့ရေခမ်းသွားပြီဆိုတော့ခုနတည်ထားတဲ့ရေနွေးကိုထည့်လိုက်တယ်ပြီးပြီချလိုက်တယ်ထမင်းနဲ့စားလို့အရန်ကောင်းပါတယ်ပြီးရင်ဟိုမှာငရုတ်တီထောင်းအဲ့ဒီငရုတ်တီထောင်းကထူဆန်းနေပြီးရင်ဟိုနောက်ရက်မှပဲတင်ပြမယ်နော်ငရုတ်အားလုံးကျမ်းမာချမ်းသာကြပါစေမြန်မာပြည်ကြီးအေးချမ်းပါစေ